မျက်မှုဆိုတာဘာလဲပညာရှိမှုဆိုတာကကောပါလဲထက်မြက်မှုဆိုတာအလုပ်တစ်ခုကိုကောင်းအောင်လုပ်နိုင်တဲ့စွမ်းရည်ဖြစ်ပြီးပညာရှိမှုဆိုတာကတော့မှန်ကန်တဲ့အရာကိုရွေးချယ်နိုင်တဲ့ဝေဖန်ပိုင်းခြားမှုပါပဲရိုးရိုးရှင်းရှင်းပြောရရင်ထက်မြက်မှုဆိုတာအလုပ်တစ်ခုကိုအောင်မြင်အောင်လုပ်တဲ့နေယူဟာဖြစ်ပြီးပညာရှိမှုဆိုတာကတော့ဘဝရဲ့အနှစ်သာရလမ်းမှန်ပါပဲဒီနေ့နားထောင်လိုက်ရင်တစ်သက်လုံးစာနာမြုံနှံလို့မကုန်နိုင်မဲ့ပုံပြင်တို့6ပုဂ္ဂိုလ်ပြောပြပေးခြင်းပါတယ်ပထမပုံပြင်စုံမင်းစခစ်တုံးကများပြရာမှာတစ်ချက်မှမလွဲပဲရာပြည့်ချေလန့်ကွာအဝေးကအကျွေးစေးပေါက်လေးကိုတောင်းအလွတ်ပြစ်နိုင်တဲ့နမဲကြီးလေးတဲ့တော့တယောက်ရှိခဲ့ဘူးရဲ့ဘေးကကြည့်နေတဲ့လူတွေကလက်ခုပ်တီးပြီးချီးကျူးနေကြပေမဲ့စီဒီအဖိုးကြီးတယောက်ကတော့ခေါင်းလေးပဲညှိပြနေခဲ့တယ်လေးတဲ့တော့ကမကျေနပ်တလို့နဲ့ခင်များကောများပြစ်တတ်လို့လားလို့သွားမေးတော့အဖိုးကြီးကဘာမှပြန်မပြောပဲဘူးသီး6ဘူးတစ်လုံးကိုထုတ်ဝါပေါက်ဝါမှာအကျွေးစေးတစ်စစ်တင်လိုက်တယ်ပြီးတော့စီတယောက်စာခတ်ပြီးအကျွေးစေးလေကအပေါက်လေးရဲကနေလောင်းထည့်လိုက်တာစီရီအားလုံးဘူးထဲဝင်သွားပြီးအကျွေးစေးပေါ်မှာစီတဆက်မှမပေးကြမ်းခဲ့ဘူးလူတွေအားလုံးဝိုင်းအော်ဟစ်ချီကျူးကြတဲ့အခါအဖိုးကြီးကကျွန်တော်မှဘာထူးကြတဲ့အရေးချင်းမှမရှိပါဘူးဒါကနေတိုင်းလုံးနေကြမို့လို့လက်ဝင်သွားတာအကျွမ်းတဝင်ဖြစ်သွားတာပါပဲလို့ပြောခဲ့တယ်ဒီပုံပြင်ကဘာကိုပြောလဲဆိုတော့လောကမှာတကယ်တော့တဲ့ဆိုတဲ့အရာတွေရဲ့နောက်ွယ်မှာဘာရှိုးဝက်ချက်မှမရှိပါဘူးနေ့စဉ်ဖြတ်တန်းရတဲ့ရိုးရှင်းတဲ့နေ့ရက်တွေထဲမှာထက်ခါဇွဲရှိရှိနဲ့အာယုံဆိုင်လှုပ်ဆောင်ရင်းတိဆောက်ယူခဲ့ရတာပဲဖြစ်ပါတယ်ဒုတိယပုံပြင်စိုးနိုင်ငံကလူတယောက်ဟာသူ့လေကွင်းထဲကစပားပင်တွေကြီးထွားတာနေလုံးနဲ့ဆိုပြီးစိတ်မရှိဖြစ်နေခဲ့တယ်။ဒါနဲ့သူကနေလန်းတစ်ခုစဉ်းစားပြီးလေကွင်းထဲဆင်းကစပားပင်တွေကိုတပင်ချင်းစီအပေါ်ကိုလိုက်ဆွဲတင်ပေးခဲ့တာပေါ့။အပင်အားလုံးဆွဲတင်ပြီးတဲ့အချိန်မှာတော့သူလဲမောဟိုက်ပြီးအသက်ရှူတောင်မဝတော့ဘူး။ဒါပေမဲ့ပြန်လက်ကြည့်လိုက်တဲ့အခါစပားပင်တွေအားလုံးတစ်ထွာလောက်မြင့်တက်လာတာကိုမြင်တော့ငါရဲ့ဒီနေ့စူးစမ်းမှုကအလကားမဖြစ်သွားဘူးပဲဆိုပြီးဂုံယူဝင့်ကြွားနေခဲ့တယ်အိမ်ပြန်ရောက်တော့ဒီနေ့တော့ငါတကယ်မောတာပဲစပားပင်တွေအမြန်ကြီးအောင်ငါလိုက်ဆွဲပေးခဲ့တယ်လို့သူ့သားကိုပြောပြတာပေါ့သူ့သားလည်းကြားချင်းလဲကွင်းထဲကိုပြေးကြည့်လိုက်တဲ့အခါစပားပင်တွေအားလုံးညှို့ချောက်ပြီးတေကုန်ကြပါပြီဒီပုံပြင်ကဘာကိုပြောလဲဆိုတော့လောကမှာရှိတဲ့အရာရာတိုင်းမှာမိမိတို့ရဲ့တဘာဝအတိုင်းကြီးထွားရှင်သန်တဲ့နေရာမတရားရှိကြပါတယ်လောလို့မရဘူးတွန်းအားပေးလို့မရဘူးတဘာဝအတိုင်းပဲဖြစ်တည်ခွင့်ပေးလိုက်တာကမှအမြန်ဆုံးခီးရောက်စေတာပါတတိယပုံပြင်ဈေးထဲမှာပေါက်စီရောင်းတဲ့လမ်းဘေးတွေတယောက်ရှိတယ်သူကအယောင်းဝယ်အရန်ကောင်းတာအဲ့ဒါကိုဘေးကမုံပြားတလက်တို့မုံလုံးကြီးရောင်းတဲ့ပေါ့ဘာမုံနေတယောက်ကမနာလိုဖြစ်ပြီးသူ့ရဲ့ဈေးပန်းကိုပေါက်စီတီရဲ့လမ်းပိတ်သွားအောင်အရှိကိုနည်းနည်းတိုးချလိုက်တယ်ဒါကိုပေါက်စီတီကစိတ်မဆိုးတဲ့အပြင်သူ့ရဲ့ဈေးပန်းကိုအနောက်ကို1000လောက်ဆုပ်ပေးလိုက်တယ်မမျော်လင့်ပဲအဲ့ဒီလိုဆုပ်ပေးလိုက်တဲ့အတွက်ပေါက်စီဆိုင်ကပိုးပြီးကွင်းပြင်ကျဲနဲ့ထင်သာမြင်သာရှိသွားပြီးလူတွေပိုစီကားလာပါတော့တယ်တစ်ဖက်ကမုံနီကတော့လမ်းလေကောင်ရောက်သွားတဲ့အတွက်လူတွေရဲ့အပြစ်တင်ခြင်းကိုခံရယုံတင်မကပဲလူစည်းကြောင်းကသူ့နောက်ကနေပဲဖြတ်သွားကြတော့တာမို့အယောင်းဝယ်ပိုဆိုးသွားပြီးနောက်ဆုံးတော့နေရာဟောင်းကိုပဲပြန်ရှေ့လိုက်ရပါတော့တယ်ဒီပုံပြင်ကဘာကိုပြောလဲဆိုတော့ခြေတလန်းဆုပ်ပေးလိုက်ခြင်းကပိုကျဲပြောတဲ့ကောင်းကင်ပြင်ကိုမြင်ရစေတယ်ဆိုတာဒါပါပဲဒါဟာရှုံးပေးလိုက်တာမဟုတ်ပဲကိုပို့ပြီးအခြေခံအောင်လုပ်လိုက်တာပါအမြင်ကျဲပြန့်လာတဲ့အခါအရှိကလမ်းပိတ်ဆို့မှုတွေလည်းပွင့်လင်းသွားပါလိမ့်မယ်စတုတ်ပုံပြင်ထင်းခုတ်သမားတယောက်ဟာတောထဲမှာလမ်းပြောင်းနေုံဆေးမြစ်ရှာတဲ့အဖိုးအိုတယောက်နဲ့မတော်တဆဆုံခဲ့တယ်ထင်းခုတ်သမားကဝမ်းသာအားရနဲ့လမ်းမေးတာပေါ့အဖိုးကျွန်တော်အရှိရွာကိုသွားချင်လို့ဗလန်းကသွားရင်အမြန်ဆုံးဖြစ်မလဲခင်ဗျာအဖိုးအိုကမင်းကမြန်ရောက်ချင်တာလားဒါမှမဟုတ်ဘေးကင်းနဲ့ရောက်ချင်တာလားလို့ပြန်မေးတယ်ထင်းခုတ်သမားကလည်းဘေးကင်းနဲ့ရောက်ချင်တာပေါ့လို့ခြေတဲ့အခါအဖိုးအိုကဒီလိုရှိတယ်မင်းမြန်ရောက်ချင်ရင်တော့ဒီတိုင်းတက်တာလျှောက်သွားအရှိကကြောက်ကမ်းပါဘေးမှာလမ်းကြားလေးတစ်ခုရှိတယ်အဲ့ဒါကအမြန်ဆုံးပဲဒါပေမဲ့မြန်တော့မြန်တယ်အန်ရတော့အရန်များတယ်အသက်ရှင်မလားတေးမလားဆိုတာကန်တရားပေါ်ပဲမူတည်လိမ့်မယ်အကယ်၍မင်းမလောဘူးဆိုရင်တော့တောင်ချေကစမ်းချောင်းလေးတိုင်းလျှောက်သွားပါနေတော့နေလိမ့်မယ်ဒါပေမဲ့ဘယ်တော့မှလမ်းမမားစေရဘူးလို့ပြောခဲ့ပါတယ်ဒီပုံပြင်ကဘာကိုပြောရဲဆိုတော့တခါတရံမှာဥတီချက်ကအရှိန်နှုံးထပ်ပိုးပြီးရေးကြည့်ပါတယ်လမ်းမှန်ကိုရွေးချယ်မိဖို့ကမျက်စိမိတ်ပြီးအတင်းယုံကန်နေတာထပ်ပိုးပြီးစိတ်ချရပါတယ်ပစ္စံပုံပြင်ကွန်ပျူတာတိုင်းပြည်လဲနေတော့ရိတ်ခါပြက်လက်သွားခဲ့တယ်အဲ့ဒီအချိန်မှာတပိတ်ဖြစ်သူရန်ဟွေကလယ်သမားတယောက်စီကနေစံတောင်းလာပြီးထမင်းချက်ပေးခဲ့တယ်ထမင်းချက်ခါနီးချိန်မှာကွန်ပျူတာကရန်ဟွေတယောက်အိုးရဲကနေထမင်းတစုပ်ကိုခိုးနိုင်စားနေရကိုလက်မြင်လိုက်ရတယ်ကွန်ပျူတာကစိတ်ထဲမှာအယမ်းစိတ်ပြတ်သွားတာပေါ့ဆရာသမားကိုယူသေးရမယ်ဆိုတဲ့ကျင့်ဝတ်တွေကိုထားလိုက်ပါဦးမင်းဘလောက်ပဲဆာဆရာမစားရသေးခင်ခိုးမစားတင်ဘူးလေထမင်းပွဲပြင်ပြီးတဲ့အခါကွန်ပျူတာကစမ်းသက်ချင်တာနဲ့ဒီထမင်းကိုငါတို့ဘိုးဘေးတွေကိုအရင်ကန်တော့ချင်တယ်လို့ပြောလိုက်တယ်အဲ့ဒီတော့မှရန်ဟွေကမရပါဘူးဆရာစောကထမင်းချက်နေတော့အမိုးပေါ်ကဖုံမှုတွေအိုးဲကျသွားလို့ပါသွန်ပစ်လိုက်ရင်နှမျောစရာကောင်းလို့ကျွန်တော်အဲ့ဒီဖုံပေးနေတဲ့ထမင်းကိုအရင်နိုင်စားလိုက်တာပါဒါကြောင့်ဒီထမင်းကမတန်တော့လို့ဘိုးဘေးတွေကိုကန်တော့လို့မရတော့ပါဘူးလို့ပြန်ပြောခဲ့တယ်ကွန်ပျူတာလည်းအဲ့ဒီတော့မှအမှန်တရားကိုသဘောပေါက်သွားပါတော့တယ်ဒီပုံပြင်ကဘာကိုပြောလဲဆိုတော့မျက်မြင်ကိုတွေ့ကအမှန်တရားလို့လူတွေပြောလို့ရှိကြပေမဲ့ကိုယ်တိုင်မြင်ရတဲ့ຢာကပင်လင်းတရုံမှန်မဟုတ်တာမျိုးရှိတတ်ပါတယ်ဒါကြောင့်ဘယ်ຢာကိုမဆိုအလောတကြီးကောက်ချက်မချပါနဲ့ဦးအချိန်လေးတစ်ခုပေးလိုက်ပါကြည်စံလေးကိုခဏလောက်ပြန်တန်းခွင့်ပေးလိုက်ပါဦးအချိန်ကအဖြေလေးပါလိမ့်မယ်စောမပုံပြင်ဆောင်းဦးနောက်ပိုင်းကာလကိုရောက်တော့
ဖုန်ကြီးကျောင်းဝင်းထဲမှာတရက်6တွေတဖွာဖွာကြွကြနေခဲ့တဲ့ကိုရင်လေးကနေတိုင်းတမျက်စီးလဲပေမဲ့နောက်ရက်ဆိုတရက်တွေကပြန်ပြည့်နေတာပဲကိုရင်လေးကစိတ်ပြက်လက်ပြက်နဲ့ဆရာတော်ဒီတရက်တွေကလဲလို့ကိုမကုံနိုင်တော့ဘူးနေတိုင်းလဲနေရတာဘလို့လုပ်ရမလဲလို့ညှိတွားမိတယ်ဆရာတော်ကမင်းကတရက်ကိုလဲနေတာမဟုတ်ဘူးမင်းကစောင်းဝူရသည်ကိုလဲချင်းနေတာစောင်းဝူရဲ့တရက်ကြေးသွားတိုင်းတရက်လျော့သွားမှာပဲလေမင်းအနေနဲ့ဒီချိန်လေးကိုတန်ဖိုးထားတင်တာပေါ့လို့မင်းကြားလိုက်တဲ့အခါကိုရင်လေးလဲသဘောပေါက်သွားပါတော့တယ်ဒီပုံပြင်ကဘာကိုပြောလဲဆိုတော့ပြစ္ဆုတ်ပန်တဲ့မှာရှင်တန်ပါအတိတ်အတွက်နောင်တမရပါနဲ့အနာဂတ်အတွက်လဲကြိုပြီးမစိုးရင်ပါနဲ့အခုလက်တလောချက်တန်းနေရတဲ့စက္ကန့်တိုင်းဟာတင်ဘဝရဲ့အကောင်းဆုံးအချိန်တွေပါပဲလူတိုင်းဟာမိမိတို့ရဲ့အသိပညာနဲ့အတွေးခေါ်တိုင်းတာအတွက်ပဲဘဝမှာတန်ဖိုးပြန်ပေးဆက်ကြရတာပါဒီအတွေးခေါ်တွေရဲ့နောက်ွယ်မှာဘာရှိလဲဆိုတော့တင်ဖက်ခဲ့ဘူးတဲ့စာအုပ်တွေတင်လျှောက်ခဲ့ဘူးတဲ့လမ်းတွေနဲ့တင်ဆုံတွေ့ခဲ့ဘူးတဲ့လူတွေပါပဲဒါတွေအားလုံးဟာတင်ဘဝကိုအလင်းပြပေးမဲ့အတိအံပွင့်လင်းမှုတွေဖြစ်လာပါလိမ့်မယ်